အားလုံးပဲမင်္ဂလာပါစီချိုကြစေအုပ်စုတွေအများကြီးရှိတဲ့ထဲမှာ ADA 2026 guideline မှာဦးစားပေးဖော်ပြလာတဲ့ empagliflozin, dapagliflozin ဒီဆေးတွေအကြောင်းကိုမျှဝေပေးချင်ပါတယ်ကျမကတော့လက်ရည်ဖြိုးဝေပါ pharmacist တူဖြစ်ပါတယ်ရှင်empagliflozin, dapagliflozin ဒီဆေးတွေကတော့ SGLT2 inhibitors ဆေးတွေဖြစ်ပါတယ် sodium glucose cotransporter 2 inhibitors တွေပါဒီ SGLT2 inhibitors တွေကအလုပ်လုပ်တဲ့ပုံစံလေးကထူးခြားတယ်တခြားစီချိုကြဆေးတွေနဲ့မတူပါဘူးစီချိုကြဆေးအများစုကအင်ဆူလင်မော်ကိုဓာတ်ရိုက်ဖြစ်စေသွယ်ဝိုက်ပြီးတော့ဖြစ်စေသူကပတ်သက်နေတယ်လို့ပြောရမှာပါတချို့စီချိုကြဆေးတွေကအင်ဆူလင်ထွက်ရှိလာအောင်လို့လှုံ့ဆော်ပေးတာဖြစ်ပြီးတော့တချို့စီချိုကြဆေးတွေကကြတော့ခန္ဓာကိုယ်ကနေအင်ဆူလင်ကိုကောင်းကောင်းအသုံးပြုနိုင်အောင်လို့ကူညီပေးနေတာဖြစ်ပါတယ်ဒီ SGLT2 inhibitor ဆေးတွေကတော့ခန္ဓာကိုယ်ကထွက်ရှိမဲ့အင်ဆူလင်ပေါ်မှာမူတည်ပြီးတော့အလုပ်လုပ်တာမဟုတ်ပါဘူးကြောက်ကက်ကနေတဆင့်ပိုရှန်နေတဲ့သကြားဓာတ်တွေကိုစီးကနေစွန့်ထုတ်ပေးတဲ့နည်းနဲ့စီးကြိုထိမ့်ပေးတာဖြစ်ပါတယ်ဒါကတော့သူ့ရဲ့ထူးခြားတဲ့အလုပ်လုပ်တဲ့ပုံစံပါကျွန်မ World Pharmacist Day အတွက် journal ဖတ်နေတာလေးတွေရှိပါတယ်ဒီမှာ empagliflozin ဆေးနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ trial တစ်ခုဖြစ်တယ်ပေါ့နော် EMPA IEG outcome trial ဒီ trial ကနေကျမတို့ဘာတွေလေ့လာလိုက်ရလဲသိလိုက်ရလဲဆိုတော့ empagliflozin တို့ dapagliflozin တို့ဒီဆေးတွေကbeyond glucose control ဖြစ်သွားပါပြီဒီ empagliflozin ဆေးတွေကနှလုံးကြွက်သားပေါ်မှာအထောက်အကူဖြစ်တယ်ဒါကြောင့်ရုတ်တရက်နှလုံးရက်ချင်းစတဲ့အခြေအနေတွေကို short ချပေးနိုင်တယ်ဒီ trial အရဆိုလို့ရှိရင်လေcardiovascular death ကို short ချပေးနိုင်တဲ့ percentage က38%ထိ short ချပေးနိုင်ပါတယ်ဒီလိုပဲ heart failure ကြောင့်ဆေးရုံတက်နိုင်ကြီးကိုလည်းပဲ35%ထိ short ချပေးနိုင်တာကိုတွေ့ရပါတယ်စီးချိုကြောင့်မို့လို့ကြောက်ကထိခိုက်ပျက်စီးတတ်ပါတယ်နောက်ပိုင်းမှာစီးစရတာတွေကြောက်ကဆေးရတဲ့အခြေအနေတွေဖြစ်တတ်ပါတယ်ဒီ empagliflozin လိုဆေးမျိုးကကြောက်ကက်ရဲ့ဝင်အားကို short ချပေးတဲ့အတွက်ကြောင့်ကြောက်ကက်ပေါ်မှာကာကွယ်မှုပေးနိုင်တဲ့ဆေးဖြစ်ပါတယ် ADA 2026 guideline မှာဖော်ပြထားတဲ့ဇယားလေးကိုကျွန်မဒီမှာမြန်မာမှုပြုပြီးတော့ပြန်ပြီးတော့ရှင်းပြပေးခြင်းပါတယ် ADA 2026 guideline ရဘာကိုဦးစားပေးပြောပြထားလဲဆိုတော့စီချိုကြဆေးတွေမှာ hemoglobin A1C ဘယ်လောက် short ချပေးနိုင်တယ်လဲဆိုတဲ့အချက်အပြင်ကိုလေးချိန်ပေါ်မှာဘယ်လိုကြိုးတရားမှုရှိတယ်လဲနောက် hypoglycemic risk နည်းသလားများသလားပြီးတော့ cardio protection ဘယ်လောက်ရှိတယ်လဲ renal protection ဘယ်လောက်ရှိတယ်လဲစတဲ့အချက်တွေကိုစဉ်းစားပါတယ်ဒါအပြင်လက်တွေ့တောက်သုံးနေရတဲ့သူတွေအနေနဲ့ side effect ဘာတွေရှိနိုင်တယ်လဲဒီချက်တွေကိုထည့်သွင်းစဉ်းစားလာပါတယ်စီချိုထိန်းနိုင်တဲ့ hyperglycemic control မြင့်တဲ့ဆေးတွေကတော့ metformin တို့ gliclazide တို့ insulin တို့ဖြစ်ပါတယ်SGLT2 inhibitors ကတော့ဒီ metformin တို့လောက်မမြင့်ပေမဲ့သူကလည်း intermediate to high level ရှိပါတယ်စီချိုကိုထိန်းနိုင်တဲ့ hemoglobin A1C short ချနိုင်တဲ့နှုန်းက intermediate to high level ရှိပါတယ်ဒီ dapagliflozin, empagliflozin ဆေးတွေမှာ hypoglycemic risk ကမရှိသလောက်ကိုနည်းသွားတယ်နောက်ကိုလေးချိန်ပေါ်မှာအကျိုးသက်ရောက်မှုကလည်းရှိတယ်ဘယ်လိုသက်ရောက်လဲဆိုတော့သူကစီးထဲမှာတကြားနဲ့အတူရေဓာတ်နဲ့ကယ်လိုရီအနည်းငယ်ပါသွားတဲ့အတွက်ကြောင့်ကိုလေးချိန်ကိုအနည်းငယ်ရော့ကျစေနိုင်တယ်ဆိုတဲ့ effect ရှိတယ်ကောင်းကျိုးရှိတယ်ဒါအပြင်ဒီ cardio protection ပေါ့နော်နှလုံးသွေးကြောဆိုင်ရာယောဂါတွေနောက် heart failure effect တွေမှာကြတော့သူကကောင်းကျိုး benefit တော်လေးကောင်းတယ် CKD progression ကိုလည်း short ချနိုင်တဲ့ကောင်းကျိုးရှိတယ်ဒါကြောင့် cardio protection renal protection မှာတော့သူကempagliflozin ဆေးတွေကကောင်းကျိုးများတဲ့ဆေးတွေဖြစ်ပါတယ်ဒီဆေးတောက်နေရသူတွေအနေနဲ့မဖြစ်မနေသိထားရမယ့်အချက်ကတော့သူ့ရဲ့ထူးခြားတဲ့ empagliflozin တို့ရဲ့ထူးခြားတဲ့ mechanism လှုပ်ဆောင်ချက်ကြောင့်သူကစီးခဏခဏသွားတယ်စီးသွားများတယ်ဒီတော့ရေဓာတ်ခန်းချောက်တတ်ပါတယ်ဒါကြောင့်မို့လို့ဒီဆေးတောက်နေရသူတွေအနေနဲ့ရေများများတောက်ပေးရမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့သူကစီလန်းချောင်းကနေတခြင်းတကြားတွေကိုစွန့်ထုတ်ပေးနေတာဖြစ်တော့ဒါစီလန်းချောင်းပိုးဝင်နိုင်တဲ့ risk ကတော့များတယ် genital infection risk များပါတယ်မိမကိုမျိုးသားအင်္ဂါတွေမှာမှုဆွဲတာတွေဖြစ်တတ်ပါတယ်ဒီတော့တကိုယ်ရည်တန်ရှင်းရေးကိုအထူးဂရုစိုက်ပေးဖို့လိုအပ်ပါတယ်အဖြူစင်းတာတွေရားရံတာတွေစိုးတယ်ဆိုလို့ရှိရင်ဒီလို side effect တွေစိုးတယ်ဆိုရင်တော့ဒါဆရာဝန်ကိုပြောပြပေးရမှာဖြစ်ပါတယ်empagliflozin ဆေးကိုစနစ်တကျလေးဖြစ်အောင်ဘယ်လိုတောက်သုံးရမလဲဒီဆေးကမနက်ပိုင်းမှာတောက်ပေးဖို့လိုပါတယ်ဘာကြောင့်မနက်ပိုင်းတောက်ခိုင်းတာလဲဆိုတော့ညဘက်မှာတောက်ရင်စီးခဏခဏသွားရတဲ့အတွက်ကြောင့်အိပ်ရေးပြတ်နိုင်တယ်ဒီတော့မနက်ပိုင်းမှာတောက်ပေးတာကအသင့်တော်ဆုံးဖြစ်ပါတယ်ဒါအပြင်ဒီဆေးကိုအစာရှိလဲတောက်လို့ရတယ်အစာမပါဘဲနဲ့လည်းတောက်လို့ရပါတယ်အရေးကြီးတာကတော့အချိန်ပုံမှန်လေးထားပြီးတော့တောက်ပေးဖို့လိုအပ်ပါတယ်
ဒါဆိုရင် Empagliflozin တောက်နေရသူတွေအနေနဲ့ကိုတောက်နေရတဲ့စီးကြိုကြဆေးဟာစီးကြိုထိမ့်ဖို့ရည်ရွယ်ချက်တစ်ခုတည်းမဟုတ်ဘဲနဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တဲ့ဒီနှလုံးအတွက်ကာကွယ်မှုအားပေးနိုင်တယ်ကြောက်ကက်အတွက်အများကြီးကာကွယ်မှုအားပေးနိုင်တယ်ဆိုတဲ့အချက်ကလေးကိုနားလည်သွားပြီလို့ယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်